မင်္ဂလာပါနော်ချန်ပီယံလေးတွေနဲ့ချန်ပီယံလေးတွေရဲ့ဖေဖေမမီတို့ရေလာမြတ်ဝါစုမှာဝါစုသင်္ကန်းစကတ်လူရန်နေတဲ့ပုံလေးကိုတတမမီလေးတွေနဲ့မိဘအောက်ထိန်သူတို့အတူတူပူပေါင်းပြီးတော့တို့တွေလှုပ်ကြည့်လိုက်ကြရအောင်ကဲဒါဆိုစလိုက်ကြမယ်နော်တတမမီလေးတွေကဒီပုံထဲမှာကိုယ်စိတ်ကြအယောင်လေးတွေခြေကြမယ်နော်စိတ်ကြအယောင်လေးတွေခြေပြီးပြီဆိုရင်နော်ကတိကိုင်းတဲ့တချို့အကြည်တန်းကလေးလေးတွေကိုစဝိုင်းအကြီးကိုပြင်ညက်လို့ရပါတယ်နော်အတန်းငယ်လေးတွေနဲ့တချို့ကလေးတွေအတွက်ကတော့မိတို့ကညက်ပေးရပါမယ်နော်ကိုရင်ကလေးရဲ့သင်္ကန်းကတ်နေတဲ့ကောင်လေးရဲ့လက်အုပ်ချီထားတဲ့ကောင်မလေးရဲ့ကိုတော့အနုစိတ်လေးမှုလို့ဖေဖေမေမေအုတ်ထိန်သူတွေကညက်ပေးလိုက်ပါနော်ညက်တဲ့အခါမှာလေပင်လေးတွေကိုသူ့အတိုင်းလေးပဲမညက်ပဲနဲ့နည်းနည်းလေးအရာလေးရဲ့အပြင်ဘက်ကနေညက်ပေးပါနော်လေပင်လေးတွေကသေးနေတဲ့အတွက်ခေါင်းလေးတွေမမတ်မှာဆိုတဲ့အတွက်ကြောင့်ပေါ့နော်အားလုံးညက်ပြီးသွားပြီဆိုရင်တော့ဒီလိုပုံစံမျိုးလေးရပါမယ်နော်ပြီးရင်တော့စောကညက်ရပေးခဲ့တဲ့စဝိုင်းချမ်းကညက်ရနေရအဖြူနေရလေးကိုကောက်တုပ်ပါမယ်ကောက်တုပ်ပြီးတော့ထပ်လိုက်ပါမယ်ထပ်ပြီးရင်ကျမတို့ထောင်တဲ့အခါလှလှပပလေးဖြစ်အောင်အရာလေးတွေတည်တတ်လေးချိုးပေးလိုက်ပါမယ်ကဲအခုဆိုရင်ဒီလိုထောင်ရပုံလေးရပါပြီနော်နည်းနည်းမညီမညာဖြစ်နေတဲ့နေရာလေးတွေကိုညှစ်ပေးလိုက်လို့ရပါတယ်ကျမတို့ကောက်ကက်ရန်ဆိုတဲ့နေရာလေးကိုတိချလေးအရင်ချိုးပေးလိုက်ပါမယ်နော်အရုပ်လေးတစ်ခုစီမှာကျမတို့ကောက်ကက်ရန်ဆိုတဲ့နေရာအဖြူလေးကိုကောတုပ်ပြီးတော့အရုပ်ကလေးတွေကိုနေရာချပါမယ်အရုပ်ကလေးတွေကိုအနောက်ဘက်နားလေးကပ်ပြီးတော့နေရာချပေးပါအခုဆိုရင်ကျမတို့တည်တတ်လာပါတဲ့အဆူသင်္ကန်းကတ်လူနေတဲ့ 3 dimension paper craft လေးရပါပြီနော်အားလုံးပဲအတူတူ like လုပ်ကြည့်ပြီးအလှဆုံးပုံလေးတွေထွက်လာပါစေလို့ဆုတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်နော်